Englava wala sense page ke motor phe wala ba di ni ara le Japan za ro Japan saka ro ne masai ne အိတ်စဲနဲ့ပတ်သက်တဲ့ဒါမို့လုပ်ထားတာလေးကိုကြွားခြင်းနဲ့အကြွားဗီဒီယိုလေးတင်ဝင်ပြပါနော်။ကိုအိတ်စဲကို2009လောက်ထဲကထိတွေ့တယ်ပေါ့နော်။အဲတော့သိတယ်ဆိုဘာသိလဲနံပါတ်1ရေးမယ်အော်တိုဆန်းလောက်ပဲသိတယ် level လေပေါ့နော်။2016ခုနှစ်မှာဒီနိုင်ငံခြားကုမ္ပဏီနဲ့ပေါင်းထားတဲ့ operator တစ်ခုမှဝင်လုပ်တဲ့အခါမှာအိတ်စဲရဲ့ equation လေးတစ်ခုကိုစပြီးတော့လေ့လာခဲ့ရပါတယ်။ VLOOKUP ဆိုတဲ့ equation လေးပေါ့နော်။အဲ့ဒါကိုသင်ပေးတယ်။မို့အဲ့တုန်းကအလုပ်လုပ်ခဲ့တဲ့ team managerဦးညီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နည်းနည်းလေးစပြီးတော့အိတ်စဲမှာစိတ်ဝင်စားပါတယ်ပေါ့နော်။စိတ်ဝင်စားတဲ့အချိန်မှာအဲ့မှာကိုစင်ဆိုတဲ့မောင်လေးတယောက်ကပေါ့နော်သူလုပ်ထားတဲ့ဒီ payment တွေငွေချေတယ်ငွေတွေချေပြီးွားပြီလားအချိန်မီရရလားဆိုတော့တကယ်ထိန်းနာပေးတဲ့ data file မျိုးကိုသူကပြတယ်။မိုက်တယ်တော်တော်မိုက်တယ်တော်တော်မိုက်ပြီအရန်အားကျသွားပြီးတော့ဒီဟာလေးကိုပို့ပြီးတော့ကောင်းစေခြင်းနဲ့ဒီဟာလေးကိုထပ်ဖြည့်ခြင်းနဲ့ဆိုတဲ့ဆန္ဒနဲ့အိတ်စဲကိုလေ့လာခဲ့အဲ့တော့0 level ကနေစားလေးလာတဲ့သဘောမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့အဲ့ရသင်တန်းကျောင်းကနေပြီးတဲ့အခြေခံသင်တန်းသွားတက်ပါတယ်သင်တန်းကျောင်းကဒီချက်တော့ဆန္ဒထုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီချက်ရဲ့အခြေခံတန်းတက်ပါတယ်ပြီးတော့ဒီချက်ကိုယ်တိုင်သင်ပေးတဲ့ advance တန်းကိုတက်ပါတယ်ပြီးတော့ဒီချက်ကသင်တန်းကျောင်းပြင်ပကဆရာတွေဖိတ်ခေါ်ပေးရပေါ့နော်အဲ့မှာမြန်မာ expert team ဆိုတဲ့ meet ကဆရာထေးကိုဖိတ်ခေါ်ပြီးတော့တင်ပေးတဲ့တကယ် share တန်းတက်ခွင့်ရတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီတန်းတက်ပြီးတဲ့အခါမှာဒီချက်ကိုဆိုလို့ရှိရင်တကယ်ပြောတာပါအဲ့ကိုယ့်ရဲ့ file လိုချင်တဲ့အတ္တနဲ့ဒီချက်စီကိုစာတင်နေလားဘာလားဘာမှမမေးဘူးဆက်ပြီးတော့မေးခဲ့တယ်ဒီချက်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်တကယ်သားသမီးတယောက်လိုလမ်းညွှန်ပြသပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မမေ့ပါဘူးဒီချက်ကိုနော်အခြားတင်ဆရာမြင်ဆရာကြားဆရာကြီးလည်းရှိလိမ့်မယ်လို့ထင်ပါတယ်လောဆယ်တော့ဒီဆရာသမားတွေကတကယ်ကိုအိတ်စဲကိုနှစ်မျောသွားအောင်လို့လမ်းညွှန်ပေးခဲ့တဲ့ဆရာသမားတွေမို့လို့နာမည်ထပ်ပေါ်ပြီးတော့ပြောတာပေါ့နော်အကယ်နာမည်ကျန်ခဲ့တဲ့ဆရာသမားတွေရှိခဲ့တယ်ဆိုရင်လည်းနားလည်ပေးပါလို့မြတ်တရားခံချင်ပါတယ်အခုတလောပေါ့နော်စာမွေးစစ်ပြီးသွားလို့ရှိရင်အိတ်စဲ file လေးတွေကိုအမှတ်တွေထည့်ပြီးတော့တစ်ခုချင်းစီတွက်နေတာပြင်ပန်းတဲ့ခါကျတခါတည်းအမှတ်တွက်ပေးပြီးတော့ cover sheet မှာအကုန်လုံးကိုကြည့်လို့ရတဲ့ဟာလိုချင်တယ်ဆိုပြီးတော့တွေးပြီးတော့ကိုလိုချင်တဲ့ပုံစံပေါ့နော်ကောက်ကိုဆက်တင်ထားပြီးတော့စဉ်းစားပြီးတော့ equation တွေရေးရှောက်ချလုပ်တာပေါ့နော်ဒီမှာအခုမြင်နေရတဲ့ဟာတော့သင်ခန်းစာ1အတွက်နမူနာလေးပေါ့ data တွေလည်းထည့်ထားတယ်နာမည်လည်းထည့်ထားတယ်ပေါ့နော်တကယ်လည်းလုပ်ရမယ်ဆိုသင်ခန်းစာ20ရှိရဆိုအမှAZ file 20ထွက်လာမှာပေါ့နော်ဒါကတော့သင်ခန်းစာ1အတွက်ပြီးတိုင်းမှာဆက်သွားမှာပေါ့နော်ပြီးသွားလို့ရှိရင် cover sheet ဖြစ်တဲ့ရှေ့ဆုံးဟာမှာတော့နာမည်ရဲ့ဒီစစ်ခဲ့တဲ့စာမေးပွဲရဲ့အချိန်လိုက်ဒီမှာလည်းမြင်ရမယ်ပြီးတော့အနေဆုံးသူဘယ်နှရာခိုင်နှုန်းရထားတာလဲအမြင့်ဆုံးဘယ်လောက်ရထားတာလဲ average ဘယ်လောက်ရတာလဲဆိုတာမြင်ရအောင်လို့ထည့်မယ်ဆိုပြီးတော့မို့လုပ်ထားရပေါ့နော်အဲ့တော့ဒီဟာတွေလောက်တဲ့ခါပြီးသွားတဲ့ခါကျတော့ဒီဘက်မှာလည်းသွားတဲ့ခါနာမည်တွေရှိရပေါ့နော်နာမည်တရှိချင်းစီလိုက်ထည့်နေရမှာမဟုတ်ဘူးဒီမှာဘာလုပ်ထားလဲဆိုတော့မူဟာဒီမှာလာမဲ့ data ကိုအရှိက cover sheet ကနေပြီးတော့နာမည်တွေယူလာပေးပါဆိုပြီးတော့လုပ်ထားလိုက်တာပေါ့နော်ဥပမာပြောပြမယ်ဆိုဒီက data လေးယူလိုက်မယ်နော်ဒီနာမည်တွေကိုမို့ copy ကူးလိုက်ပါမယ် cover sheet မှာလာပြီးတော့ဒီနာမည်လေးတွေကိုထည့်လိုက်မယ်lesson 1ရဲ့အမှာနာမည်တွေသူ auto ရောက်နေပြီလားဖြစ်သွားဒီဘက်မှာဒီမှာရတဲ့အမှတ်တွေဖြည့်မယ်ပေါ့နော်ဒီက data လေးပဲမို့ copy ယူလိုက်ပါမယ် copy ယူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာလာပြီးတော့ဖြည့်လိုက်ဆိုလို့ရှိရင်ဒီသင်ခန်းစာ ticket စာမေးပွဲအမှတ်တရားပေးတယ်သူတို့ရတဲ့အမှတ်ကဘယ်လောက်လဲရဒါကတော့အမှတ်တရားအပြည့်ဖြစ်နေလို့ပေါ့နော်ခါကျရင်40လေးရှိတယ်50လေးရှိတယ်အခါကျရင်ရာခိုင်နှုန်းနဲ့ဘယ်လောက်လဲဆိုတော့တက်ပြီးဖို့အတွက်လည်းမဟုတ်လုပ်ထားတယ်ပြီးသွားတဲ့အခါကျတော့ဒီစာမေးပွဲမှာအဆင့်1 2 3 4 5 6လဲတတ်မှတ်ပေးပါဆိုပြီးတော့စတင်ထားတာပေးလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်မို့လေအများကြီးသွားလဲဒီမှာသင်ခန်းစာ2 3 4 5 6 9 10 90သွားလဲပဲဒီမှာမို့ percentage နဲ့မြင်နေရမှာပေါ့နော်နောက်မှာ highlight ပေါက်တာလေးဘယ်နေရာခိုင်နှုန်းအထက်ဆိုရင် highlight လေးတစ်မျိုးပြပါဆိုတော့နောက်မှ set တင်ထားမှာအခုဒီမှာမထည့်ရသေးတော့မပေါ်သေးဘူးပေါ့နော်โอเคအဲ့ဒါပြီးသွားတဲ့ခါကျမို့ဘာလို့လဲဆိုတော့လေဒီဟာကအကယ်၍ code file ကိုသူများပေးလိုက်လို့ဒီဥစ္စာမှတ်မိနေပြဿနာမရှိဘူး equation တွေမေ့သွားတယ်ဆိုဘယ်လိုထည့်မလဲပေါ့နော်ဘလူဆိုတာမှားပြီးတော့နှိမ့်နိုင်တာပဲလေအဲ့ဒါမို့ဘာလို့လိုက်လဲဆိုတော့ဒီ paper မှာဆိုရင် cover မှာဆိုရင်နာမည်တစ်ခုပဲထိခွင့်ပြင်ခွင့်ပေးပါကျန်တဲ့ဒီဘက်ကပိတ်ထားပေးပါဆိုပြီးတော့ setting ထားလိုက်တယ်ပြီးသွားလို့ရှိရင်ဒီဟာကို protect ပေါ့ protection နဲ့ထားလိုက်တယ် password လေးခံပေးရအောင်မို့ဒီမှာ1 2 3 4 5 6ပဲထားလိုက်မယ်နော်နောက်တစ်ခါပြန်မေးပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်မို့နာမည်နေရာမှာ edit လုပ်လို့ရတယ်ကျန်တဲ့ဟာတွေနှိပ်error ပေါ်လာအောင်ပြင်လို့မရတော့ဘူးပေါ့
ပေါ့နော်အဲ့လိုပဲဒီဘက်မှာကနာမည်ကအရှိရ copy လာမှာဒီနာမည်တွေပါမပြင်စေချင်ဘူးမို့လို့ထိစေချင်တာကဒီဥစ္စာတစ်ခုချင်းစီရတဲ့အမှတ်ကိုပဲထည့်ပေးဖို့အတွက်ပဲပြင်စေချင်တယ်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုလည်းအဲ့လိုမျိုးဒီဘက်ကိုပဲကလီလို့ရအောင်ထားပြီးတော့သူ့ကိုလည်း protect ရှိလုပ်လိုက်ရမယ်ပေါ့နော်ဒီဟာလည်း password ကို1 2 3 4 5 6နဲ့ထားလိုက်မယ်နော်တို့ကအဲ့လိုထားပြီးသွားပြီဆိုမို့နှိပ်ကြည့်လိုက်မယ်နော်နာမည်နှိပ်မရဘူးမူရင်းဖိုင်သွားပြီးနေเนาะဒီမှာလာပြင်ပါလို့ပြောရပေါ့နော်ဒီမှာအမှတ်တွေဆိုလို့ရှိရင်တော့ပြင်လို့ရပါတယ်အဲ့မှာဒါနဲ့ကျင်းတ်လားဆိုတာမကျင်းတ်သေးဘူးဟိုဘာထပ်ပြီးတော့ဇီစာထပ်ကြောင်လဲဆိုတော့ပု္ပ္ပာတစ်ကအများဆုံး10မှတ်ပဲပေးမှာမှားပြီးတော့17မှတ်တို့15မှတ်တို့ရိုက်ထည့်မိဒုက္ခရောက်မယ်အဲ့တော့10မှတ်ထက်ပိုရင်ဒီမှာရိုက်ထည့်လို့မရအောင်လို့ပေးဆိုရယ် setting လဲထားလိုက်တယ်ဥပမာမို့17မှတ်ထည့်ကြည့်လိုက်မယ်နော် error ပေါ်ပါတယ်အများဆုံး10မှတ်ထိပဲထည့်လို့ရပါတယ်ဒီဘက်မှာဆိုရင်ဒုတိယဟာဆိုလို့ရှိရင်15မှတ်အများဆုံးမို့18မှတ်ထည့်ကြည့်လိုက်နော်အဲ့လိုမျိုးလေးကလိထားပေါ့နော်ကလိထားပြီးတဲ့အခါကျတော့အမှန်တော့ format file တစ်ခုသိမ်းထားလိုက်ပြည့်စုံပြီပေါ့နော်ဘာလျှောက်တွေးလဲဆိုတဲ့အခါကျတော့ဒီ file ကိုဒီ data တွေမလိုချင်တော့ဘူးကလစ်တစ်ချက်နှိပ်တာနဲ့ data တွေရှင်းသွားတာလေးလိုချင်လိုက်တာဆိုပြီးတော့ရှာဖွေကြည့်လိုက်တဲ့အခါမှာတွေ့လာတယ်ဒီအနီဆက်ကလေးပေါ့နော်ဒီဟာကလေတခုတော့တတိထားရတယ်အဲ့ဒါနဲ့နှိပ်ထားပြီးတော့ပြန်ခေါ်လို့မရတော့ဒီဟာကြီးပို့ပြမယ်နော်ဒီပုံမှာတော့နောက်ပြန်သွားတဲ့ဟာလေးလင်းနေသေးတယ်ကလီယာတစ်ချက်လဲနှိပ်လိုက်တော့ဘာမှမရှိတော့အဲ့ဒီကတော့နည်းနည်းများနော်ဒါမို့လိုချင်လို့ကွက်ကိုတုံးကြည့်တာပဲရှိတယ်ပြီးတော့ဒီဥစ္စာဖြုတ်ပလိုက်ပါပေါ့နော်ဒီဘက်ကတော့ဒါအမှတ်တွေနေရာကိုပဲရှင်းပေးပါဆိုပြီးတော့ setting ထားတာလားအရှိမနာမည်နေရာမှာကျတော့ဒီ click နှိပ်လိုက်တာနဲ့နာမည်ပျောက်သွားမယ်ပြန်ခေါ်လို့မရတော့ control set လည်းအလုံးမလုပ်တော့အဲ့လိုလေးတော့အားနည်းချက်လို့ပြောရမှာအားသာချက်နဲ့အားနည်းချက်ပြီးရှိတာပေါ့နော်ကိုဘလို့သုံးရတာအဆင်ပြေမလဲဆိုတာလေးကိုလိုက်လို့ရတာပေါ့နော်အဲ့တော့ဒီ Excel ကအခုဆိုရင်ဒါတစ်ပတ်လောက်တော့ချိန်လိုက်မှထင်တယ်နော်စဉ်းစားတယ်အကြမ်းမြင့်ပုံစံလုပ်တယ်အရင်ဆုံးဗာလဲဆိုတော့ဒီလိုမျိုးတစ်ခုတည်းမှာကျောင်းသားတွေအကုန်လုံးဟာမြင်ရတာမဟုတ်ပဲねဘယ်လိုပြောမလဲကျောင်းသားတစ်ယောက်ချင်းစီရဲ့သင်ခန်းစာအခု20အခု30မြင်ရတဲ့ပုံစံသွားလုပ်လိုက်တယ်လုပ်တဲ့အခါကျတယောက်နဲ့တယောက်နှိုင်းရှင်မှုတော့ဒီတရွက်နဲ့တရွက်ကူးနေရတာအလုံးရှုပ်တယ်ဒီလိုမျိုးတစ်ခုတည်းမှာအကုန်လုံးကိုမြင်ရအောင်လုပ်ချင်တယ်ဆိုပြီးတော့ပြန်ပြီးတော့စဉ်းစားပြီးတော့ concept လေးပြင်ရတာပေါ့နော်Excel ကစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ပြောဖို့လည်းကောင်းတယ်တကယ်ကြံတဲ့ဟာကိုအာရုံမဆိုင်နိုင်တော့သူ့ထဲမှာပဲလုံးဝနစ်မြုပ်ပြီးမျောပြီးတော့ထမင်းမင်းဟင်းမင်းဆိုတာမျိုးပြောလို့ရတဲ့အထိကိုမျောပါဥပမာဆိုလို့ရှိရင်ဒီဥစ္စာဆိုလို့ရှိရင်အစကဆိုရင်0တွေပါပေါ်နေတာပေါ့နော်အဲ0ပေါ်တာမလို့ခြင်းဘူးဆိုတော့ဒီ if function သုံးပြီးတော့လုပ်ထားတာမျိုးပေါ့နော်ဒီပုံမှာမြင်ရမယ်ထင်ပါတယ်နော် if error တို့ဘာလို့အဲ့လိုမျိုးအကုန်လုံးတွေသုံးထားပြီးတော့လုပ်ကြည့်ပြီးတော့ဘယ်လိုပြောရမလဲရှာဖွေခြင်းစိတ်တွေဖြစ်လာတာပေါ့နော် YouTube ကတော့တကယ်ဆရာကြီးပါ YouTube မှာသွားပြီးတော့ရှာရတာအမောပေါ့နော်ဒါဒီနေ့ဒီဗီဒီယိုလေးကတော့စာသင်တာတော့မဟုတ်ပါဘူးမို့ YouTube တာပေါ့နော် Excel မှာဆရာကြီးတော့မဟုတ်ပါဘူးသို့တော့ကိုလိုချင်တဲ့ဟာကိုကိုလိုချင်တဲ့ပုံစံမျိုးရအောင်စဉ်းစားတတ်တဲ့တွေးတတ်တဲ့ concept လေးတွေထည့်ပေးခဲ့တယ်ဆရာသမားတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ် Excel ကိုလည်းစိတ်ဝင်စားနဲ့လုပ်တတ်တဲ့ကိုလည်းတစ်ခါကြာရတယ်လေမထင်ကိုမဟုတ်ဘူးလို့တောင်ထင်ရတော့တဲ့အချိန် YouTube မှုတွေရှိတယ်ဆိုတာလေးကိုလာပြီးတော့ကြွားတာပါเนาะဒီဗီဒီယိုလေးကိုတော့တော်တော်လေးနဲ့ရနာခွင့်ပြုပါနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်เนาะ bye bye